အားလုံးပဲမင်္ဂလာပါ one shot တာပဲလေခဏနေပျောက်သွားမှာပါဆိုပြီးတော့မှပေါ့ဆဘူးလားဒါပေမဲ့လူအများစုမသိတာက one shot တာထက်ပိုအန္တရာယ်ရှိတာကရေဓာတ်ခန်းချောက်ခြင်းပါအချိန်မီမကုသဘူးဆိုလို့ရှိရင်ကလေးငယ်တွေတို့အသက်ကြီးတဲ့လူတွေမှာအသက်အန္တရာယ်တောင်ဖြစ်နိုင်ပါတယ်ဒီနေ့တော့ one shot ခြင်းအစာအဆိပ်တင့်ခြင်းနဲ့ရေဓာတ်ခန်းချောက်ခြင်းအကြောင်းကိုလူတိုင်းနားလည်လွယ်အောင်ပြောပြပေးမှာဖြစ်ပါတယ်လူအများစုက one shot တာကိုတာမန်ယောဂါလို့ပဲထင်ကြတယ်ဒါပေမဲ့တကယ်တော့ one shot တာရဲ့အန္တရာယ်အကြီးဆုံးက one သွားတာမဟုတ်ပါဘူးခန္ဓာကိုယ်တွေကရေနဲ့ဓာတ်စားဓာတ်တွေအများကြီးဆုံးရှုံးသွားတာပဲဖြစ်ပါတယ် one shot တယ်ဆိုတာ one နဲ့ရေအများကြီးပါတဲ့ one ပေါ့နော်တစ်နေ့3ချိန်နဲ့အထက်သွားတာကိုဆိုလိုတာဖြစ်ပါတယ်အများဆုံးဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ virus ပိုးတို့ bacteria ပိုးတို့မတန့်ရှင်းတဲ့အစားအသောက်နဲ့တောက်ရည်တွေကြောင့်မလို့ဖြစ်တာပါဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်လမ်းဘေးအစားအသောက်တစ်ခုကိုစားပြီးတော့မှနိုင်အနှဲငယ်အတွင်းမှာဘိုက်အောင်လာတယ်အန်နဲ့ one shot တယ်ဆိုလို့ရှိရင်အစာအဆိပ်တင့်တာဖြစ်နိုင်ပါတယ်အစာအဆိပ်တင့်ခြင်းဆိုတာပိုးတွေဒါမှမဟုတ်အဆိပ်အတောက်တွေပါဝင်တဲ့အစာအသောက်ကိုစားမိတဲ့အခါဖြစ်ပါတယ်တက်တန်းလွန်တဲ့အစာအစာအပူချိန်မမှန်မဲနဲ့တိမ်းထားတဲ့အစာအစာတန့်ရှင်းမှုမရှိတဲ့အစာအသောက်တွေကအဓိကအကြောင်းရင်းဖြစ်ပါတယ်ဒီလိုဖြစ်တဲ့အခါအန်မဲ one shot မဲဘိုက်နာမဲကိုပူမဲခေါင်းကမူးတာတွေဖြစ်နိုင်ပါတယ်ဒီနေရာမှာလူတော်တော်များများလုပ်မိတဲ့အမှားတစ်ခုရှိပါတယ်one shot တာနဲ့ပိုးတက်ဆေးကိုကိုယ့်ဘာသာကိုဝယ်တောက်လိုက်တာပါတကယ်တော့ one shot တဲ့အများစုက virus ကြောင့်မလို့ဖြစ်တာမို့လို့ပိုးတက်ဆေးမလိုတာများပါတယ်ဆရာဝန်မညွှန်ကြားဘဲနဲ့ပိုးတက်ဆေးကိုမတောက်သင့်ပါဘူးဒီလိုအချိန်မှာအရေးကြီးဆုံးကရေဓာတ်ကိုအမြန်ပြန်ဖြည့်ပေးခြင်းဖြစ်ပါတယ်ရေဓာတ်ခန်းချောက်တယ်ဆိုတာကခန္ဓာကိုယ်ထဲကဆုံးရှုံးသွားတဲ့ရေပမာဏကတောက်လိုက်တဲ့ရေထက်ပိုများသွားတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်one shot တာအန်နာအဖျားကြီးတာချွေးထွက်များတာတွေကရေဓာတ်ခန်းချောက်နိုင်ပါတယ်ရေဓာတ်ခန်းချောက်လာရင်ပါးစပ်ချောက်မယ်ရေငတ်မယ်စီးအယောင်ရင့်လာမယ်စီးနှဲလာမယ်မူးဝေမယ်အားနည်းမယ်နှလုံးခုန်မြန်လာနိုင်ပါတယ်ဒီလိုအခြေအနေတွေကိုပေါ့ဆမထားသင့်ပါဘူးအထူးသဖြင့်ကလေးငယ်တွေနဲ့အသက်ကြီးတဲ့လူကိုဝင်ဆောင်တွေကပို့ပြီးတော့မှအန္တရာယ်များပါတယ်ဒါဆိုဘာလို့တင့်လဲပထမဆုံးရေဓာတ်ကိုအမြန်ပြန်ဖြည့်ပေးရပါမယ်ရေကိုမကြာခဏနည်းနည်းချင်းတောက်ပေးရမယ်ဒါပေမဲ့ရေကိုပဲအများကြီးတောက်တာထက်စားလို့ရှိရင် ORS လို့ခေါ်တဲ့ဓာတ်စားရေကိုတောက်တာပိုကောင်းပါတယ် ORS က one shot တာနဲ့အန်တာကြောင့်မလို့ဆုံးရှုံးသွားတဲ့ရေနဲ့ဓာတ်စားဓာတ်တွေကိုပြန်ဖြည့်ပေးနိုင်လို့ရေဓာတ်ခန်းချောက်တာကိုကာဝယ်ပေးပါတယ် one shot နေတယ်ဆိုပြီးတော့မှအစာလုံးဝမစားဘဲလည်းမနေပါနဲ့ဆန်ပြုတ်ဟင်းရည်ငပြောသီးပေါင်မုန့်လိုအစာပျော့ပျော့တွေကိုနည်းနည်းချင်းဆက်စားပေးသင့်ပါတယ်အစီများတဲ့အစားအစာအရက်အချိုရည်တွေနဲ့ကဖိန်းဓာတ်ပါတဲ့အချိုရည်တွေကိုခဏတော့ရှောင်ထားပေးပါဒီလိုပြဿနာတွေကိုကာကွယ်ဖို့ဆိုလို့ရှိရင်အရန်ခက်ခဲတာမဟုတ်ပါဘူးနေ့စဉ်အလေးချင်းကောင်းလေးတွေကို view site ဖို့ပဲလိုတာပါအစားမစားခင်နဲ့အိမ်သာတက်ပြီးတိုင်းမှာလက်ကိုဆက်ပြာနဲ့စက္ကန့်20လောက်တေချာဆေးပေးပါတောက်ရည်တန်းကိုပဲတောက်ပါအစားတောက်ကိုကြက်အောင်ချက်စားပါကြက်ပြီးသားအစားအစာနဲ့အသားစိမ်းကိုတီးခြားထားပါတက်တန်းလွန်တဲ့အစားတောက်တွေကိုမစားပါနဲ့ဒီလို view site ရုံနဲ့ one shot ခြင်းအစာအဆိပ်တင့်ခြင်းကိုအများစုကိုကာကွယ်နိုင်ပါတယ်ဒါပေမဲ့ဒီလိုအခြေအနေတွေရှိရင်တော့ဆေးရုံကိုအချိန်မဆွဲဘဲနဲ့ချက်ချင်းသွားသင့်ပါတယ်one နဲ့သွေးပါလာတာကိုပူမြင့်ပြီးတော့မှအဖျားမကျတာအန်နာမရက်ဖဲနဲ့ရေတောင်မတောက်နိုင်တော့တာမူးဝေပြီးတော့မှတတိလစ်ချင်တယ်လို့ဖြစ်လာတာစီးရလည်းမသွားတော့ဘူးဒါမှမဟုတ်စီးရလည်းအလွန်နည်းသွားတာကလေးငယ်ကိုဝင်ဆောင်ဒါမှမဟုတ်လူကြီးတွေမှာဒီလိုလက္ခဏာတွေဖြစ်နေရင်အချိန်မဆွဲဘဲနဲ့ဆေးရုံကိုအမြန်ဆုံးသွားသင့်ပါတယ်နောက်ဆုံးမှတ်ထားရမှာ one shot တာကယောဂါပါရေဓာတ်ခန်းချောက်တာကအသက်အန္တရာယ်ပါဒါကြောင့်မို့လို့ one shot တဲ့အခါ ORS ကိုအမြန်တောက်ပါရေဓာတ်ကိုပြန်ဖြည့်ပါတန့်ရှင်းတဲ့အစားအသောက်ကိုရွေးချယ်စားပါလိုအပ်ရင်ဆေးရုံကိုအချိန်မီသွားပါဒီဗီဒီယိုကအသုံးဝင်တယ်ဆိုလို့ရှိရင် like and share လုပ်ပေးပြီးတော့မှ follow လုပ်ထားဖို့မမေ့ပါနဲ့နောက်ထပ်လူတိုင်းနားလည်လွယ်တဲ့ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားမှာပဲအားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂါတွေကိုကာကွယ်ဖို့အမြဲပြောနေမယ်ဒေါက်တာနေထအောင်ပဲဖြစ်ပါတယ်